တိမ်ဖုံးရပိုင်တဲ့ကိုဝင်လာကြပြီးနာရူတိုကသူ့ကိုကူညီမဲ့ရေပွဲကိုလိုက်ရှာနေပါတယ်။အဲ့အချိန်မှာကျွန်းကိုစတင်မြင်လိုက်ရပေမဲ့သူတွေးထားသလိုဒုက္ခပုံတစ်တော်မဟုတ်ပဲကျဲတဲ့နဲ့တရိတ်ဆန်နေတဲ့ပြည့်နေတဲ့ကျွန်းတစ်ခုဖြစ်နေပါတယ်။ထို့အချိန်မှာရေပွဲလက်တော်နေပေါ်လာတာကြောင့်နာရူတိုကပျော်သွားပေမဲ့ရေပွဲမဟုတ်ပဲအေယာမပြည်ကြီးငါဖြစ်နေပါတယ်။ဒီကောင်ကြီးကကျွန်းရဲ့ကန်းဆက်မှာရှိတဲ့အရိုင်းကောင်ကြီးဖြစ်ပြီးလာသမျှလူတွေကိုတိုက်ခိုက်တတ်တာကြောင့်နာရူတိုကိုဖမ်းခေါ်သွားတဲ့အချိန်မှာခေလာဘီရဲ့ရှင်မီရေပွဲကပေါ်လာပါတယ်။ပြည်ကြီးငါကိုဆုံးမပေးပြီးရဲ့နောက်ရှင်မီဂျင်ဂျူရီကီခေလာဘီပေါ်လာပြီးသူ့ရဲ့ထုံးစံအတိုင်းကြောင်တောင် rap တွေထားယူနေပါတယ်။ပြီးရဲ့နောက်သူတို့ကိုစောင့်နေတဲ့မိုတိုအီဆိုတဲ့သူကနာရူတိုတို့တရားမဲ့နေရာကိုခေါ်သွားပေးပါတယ်။အဲ့အချိန်ကင်းကောင်ကြီးတကောင်ကရန်ပြုတ်ဖို့လုပ်ပေမဲ့ဘီတိုက်လိုက်ုံနဲ့ငြိမ်ကျသွားပြီးဘီကဒီတစ်တော်ထဲမှာရှိတဲ့တားရဲကောင်တွေအားလုံးထဲမှာအဆင့်အမြင့်ဆုံးဖြစ်တဲ့အတွက်အားလုံးကိုကင်တွင်နိုင်တာကြောင့်သူ့အနားမှာနေအန်နီယယ်ကင်းနိုင်တဲ့အကြောင်းမိုတိုရီကပြောပါတယ်။ခေလာဘီကတိမ်ဖုံးရရဲ့သူ့ရဲကောင်တစ်ယောက်ဖြစ်တဲ့ပြင်ရှင်မီကိုကောင်းကောင်းထိန်းချုပ်နိုင်တဲ့ဂျင်ဂျူရီကီဖြစ်တဲ့အတွက်ကျွန်းမော်ကိုတယောက်ယောက်ချင်းကပ်လာတာနဲ့တန်းသိနိုင်မှဖြစ်တာကြောင့်နာရူတိုတို့ကိုထားဖို့ဒီကျွန်းကိုရွေးခဲ့တာဖြစ်ပါတယ်။ပြီးရဲ့နောက်တရားမဲ့နေရာကိုရောက်လာကြပြီးအနားယူနေတဲ့အချိန်မှာနာရူတိုကရှင်မီစီကိုသွားပြီးသူကကိုမီဂျင်ဂျူရီကီဖြစ်တဲ့အကြောင်းနဲ့ထိန်းချုပ်နိုင်အောင်လေ့ကျင့်ပေးဖို့သွားပြောပါတယ်။ဒါပေမဲ့ဘီကတော့ဒီနေရာကိုသူ့အကိုလာခိုင်းလို့လာတာဖြစ်တဲ့အတွက်သူ့ရဲ့ရှားပါတဲ့နားရက်လေးကိုမဖြုံးပြနိုင်ကြောင်းပြောပါတယ်။အဲဒါကြောင့်နာရူတိုကပေါ်တိုတို rap တွေနဲ့ဘီလိုလိုက်ပြောတဲ့အချိန်မှာဘီကသဘောကျသွားပြီးသူနဲ့လက်သီးချင်းတိုက်ဖို့ပြောတဲ့အတွက်နာရူတိုကတိုက်လိုက်ရင်းနဲ့မျက်မှန်ကြီးနဲ့ရီရတယ်လို့သွားပြောလိုက်ပါတယ်။ပြီးတော့မှဆက်စီဂျူဆုနဲ့ပြန်ချော့ဖို့စ조사ပေမဲ့အလုံးမဖြစ်ပဲဘီကအခန်းထဲပြန်ဝင်သွားပါတယ်။အဲဒါကြောင့်မိုတိုအီစီကိုပဲဘီကဘလို့လေ့ကျင့်ခဲ့လဲဆိုတာကိုသွားမေးလိုက်ပြီးဘီမကောင်းကြောင်းအတင်းသွားပြောနေရကြောင့်မိုတို